会ပြောပါလားလို့ဒီတခါယုံယုံနဲ့မန္တာကိုပြောပြီးတကယ်စိတ်ကဒီဘယ်မဲကလေးမမချစ်ဘူးဒါကဘိုးဒီဆရာဘိုးဒီ sorry ဘိုးခဏညီလေးအကူတချင်းဆိုလို့ညီလေးဟုတ်ဘူးကွယ်အဲ့ဒါညီလေးမအမားတို့ကန်ထူးပြီးတော့ဖူးတော်ရီဆုံး တာလီမဲတော်ကြီးကြွလာပြီမရောတော့ညီလေးလားဟာဆိုင်ရဆရာမလာနေရလို့အဲ့လိုကိုညီလေးကအဲ့လိုမပြောနဲ့ဘောလုံးမကြီးနေဆန်းကားလေးစီကလာနေရအကိုဘာကုန်ကြီးလားဆရာမလေ你看，西安嘛，那么咖喱面都有点丢那个。ပြောချင်ကိုယ်မှကြီးရုပ်နဲ့စဉ်းစားပေါ့အကိုရဲ့ကျွန်တော်တောင်းပန်ပါတယ်မိသားစုဘယ်လိုအကိုလဲလို့ဟာဘယ်လိုလဲမနောလောကောစောနော်အဲတာဟိုနားမှာကန်းနားမှာကုန်ထမ်းတော့မောင်လေးတချင်လေးကိုဆိုလိုက်မမရဲ့နှလုံးသားလေးကိုမောင်းချီကိုလွတ်လိုက်မယ်နှလုံးသားဝဲနေတယ်လူကြီးတွေကဘီလီကိုကတ်မင်းတို့ဆရာမလာတယ်ဘီလီကိုကတ်မင်းတို့ဆရာမလာမလို့ရှော့ပါနဲ့အကိုရအကိုမလို့ရှော့ဟုတ်လားစပါလာပြီဘာလို့လဲနေရမောင်မလို့ဆက်နေလေဘင်းတက်နေမိမယ်ငွေတော်ရာရောက်ကြည့်ဘုံချိုပြတ်တဲ့ဘောရမတူကလမနေပြန်လားတရာကပေါ်ဒီဆီယမကိုဝေတို့ပြလာတယ်အသေးစိတ်အောင်ချစ်မိနေဦးပါနေဦးပါတော့မရတော့မေစပါးလုံးမလို့နေပြီလာပြန်ပြောခဏလေးနော်အဲ့နာအကိုရဲ့အဲ့မှာယူအဲ့မရင်းဝိုင်းကျင်းလိုက်ကြတယ်ဘာမှမနေမထပ်လိုက်တာဒီမှာမောင်စားဖို့တောက်လိုက်ဒီမှာဆုချနေနေရောဟိုစိတ်ကြည်လေးညက်တယ်တချင်လေးကောင်းကောင်းမစိုးအောင်ကျမလာမှာသူတို့မျိုးကောနေရရောနေရမို့နေကိုယွန်းနေတာမလေးခိကဒီလေးထိုးပြုံးမှာလားဟဲ့ကမနေကအဝိုင်းဝမ်းဆက်လေးနဲ့အဲ့နာနဲ့တဖြည်းဖြည်းနဲ့ရှောက်လာငါနေတချင်းလေးဆိုဝင်းမယ်မင်းရဲ့နမိတ်တင်ကမွေးမင်းကောင်းပါတဲ့ပန်းနေဝေးငငယ်တုန်းကပန်းကြိုက်ပါနမိတ်လေးကမဖဲဝါမကြီးဝါရဝမ်းဆက်နဲ့ကမကပါဒီမှာစီးပွားရေးတော်တော်ပြေးလို့ပါအမောင်က